နေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာတော့ကျွန်တော်တို့ဒီ Dassi engine တွေ diesel engine တွေမပေါ်ခင်တော့ကမောင်းနေခဲ့ကြတဲ့ရေနွေးငွေ engine အကြောင်းပဲဖြစ်ပါတယ်ဒီကောင်တွေဘလို့အလုပ်လုပ်လဲဆိုတာလေတော်တော်လေးကိုစိတ်ဝင်စားအောင်ခေါင်းတယ် Dassi လည်းမလို့ diesel လည်းမလို့ပဲတဲ့ရေနွေးငွေနဲ့တောင်မီးသွေးနဲ့တင်ဒါမောင်းနေကြကြတာပေါ့သူကသွားပြီးတော့အထင်းသေးလို့တော့မရဘူးဗျာဘာဖြစ်လို့လဲဆိုတော့တန်ချိန်တွေများစွာလေးတဲ့ဒီမီးရထားတွေကိုတော့မှပဲဆွဲနိုင်တဲ့စွမ်းအားမျိုးသူ့မှာပိုင်ဆိုင်ထားတယ်ပေါ့ပြောရမယ်ဆိုရင်အခုခေတ် engine တွေက Dassi ထဲမှာ diesel ထဲမှာနဲ့ကြီးများနေတဲ့အချိန်မှာသူကတော့ကြောင်မီးသွေးပဲထဲထဲထင်းပဲထဲထဲအဓိကပူဖို့အဓိကပဲဆိုပြီးတော့ထဲကျန်ထဲသုံးလို့ရတဲ့မျိုးစုံသုံး engine တစ်မျိုးဖြစ်ခဲ့တာပေါ့ပြောရမယ်ဆိုရင်ရေနဲ့ထမင်းပဲပေါ့သူရေနဲ့ထမင်းတော့မဟုတ်ရေနဲ့ထင်းပေါ့သူကဒါဆိုရင်ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ရေနွေးငွေ engine ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်တို့သွားပြီးတော့ကြည့်ကြအောင်ဗျာကျွန်တော်ကိုယ်တိုင် Blender ဆိုတဲ့ software နဲ့ထုတ်လုပ်ထားတဲ့ဒီ 3D cartoon animation လေးနဲ့တည်တည်ချာချာနားလည်အောင်ရှင်းပြပေးသွားမှာပါကျွန်တော်အတန်ကတော့နည်းနည်းတီးခံပေးပါအရင်ဆုံးရှင်းမပြခင်ကျွန်တော်တို့ရေနွေးငွေ engine ရဲ့တမိုင်းကြောင်ကိုတွားပြီးတော့ကြည့်အောင်ဗျာအရင်တော့ကလူတွေကဒီစစ်တွေရဲ့စွမ်းအားတွေကိုသူတို့နားမလဲခဲ့ကြဘူးပေါ့အဲဒါကြောင့်မို့လို့ဒီစစ်တွေရဲ့စွမ်းအားဒီလောက်အပြင်းပါလားဆိုပြီးတော့နားမလဲတဲ့အတွက်ဒီစိုက်ပျိုးရေးမှာပဲဖြစ်ဖြစ်တည်ယူပို့ဆောင်ရေးမှာပဲဖြစ်ဖြစ်တိရစ္ဆာန်တွေရဲ့အားကိုအသုံးပြုခဲ့ကြတယ်ပေါ့ဥပမာနွားတွေနဲ့လဲထွန်တာတို့မြင်းလဲတွေနဲ့ခရီးသွားတာတို့ဒါပေမဲ့အဲ့ဒီရေနွေးငွေ engine ကိုတီထွင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဒီကဘာကြီးတစ်ခုလုံးကလုံးဝပြောင်းလဲသွားခဲ့တယ်ဗျအရင်တော့ကဒီလေထုံတဲ့နေရာမှာပိုအားနဲ့ဒီနွားတွေကိုအသုံးပြုပြီးတော့လေထုံခဲ့ကနေပြီးတော့ဒီရေနွေးငွေစစ်တွေပေါ်လာတယ်နောက်ပိုင်းဒီတည်ယူပို့ဆောင်ရေးမှာလည်းရေနွေးငွေ engine နဲ့သုံးတဲ့မတော်ကားတွေပေါ်လာတယ်မြစ်ထားတွေပေါ်လာတယ်ဆိုပြီးတော့လုံးဝပြောင်းလဲသွားတာဗျကဘာစီးပွားရေးရတယ်လုံးဝအဟုန်ထိုးတိုးတက်သွားပြီးတော့စစ်ရုံတွေပါတယ်လည်းအများကြီးပဲပေါ်လာခဲ့တာဗျအဲ့ဒါတော့ Industrial Revolution လို့ခေါ်ပြီးတော့ဒါမြန်မာလိုဆိုရင်စစ်မှုတော်လှန်ရေးလို့ခေါ်တာပေါ့ကဲဒါဆိုရင်တော့ဒီလောက်အရေးပါတဲ့ရေနွေးငွေ engine အကြောင်းကိုကျွန်တော်တို့စားပြီးတော့လေ့လာကြတော့မယ်အရင်ဆုံးသူကရေကန်ထဲမှာရေဖေထားပြီးတော့ဒါအလုံးပိတ်ထားပြီးတော့အောက်ကနေပြီးတော့အပူပေးထားတာပေါ့အဲ့ချိန်မှာရေတွေကလည်းပေါ့နဲ့စူလာတာပေါ့အဲ့လိုနဲ့အပေါ်ကနေပြီးတော့ထွက်လာတဲ့ရေနွေးငွေတွေကိုတော့ပိုက်နေကျွန်တော်တို့ engine ခန်းထဲကိုထည့်ထားတယ်ပေါ့ engine ခန်းထဲမှာတော့အပေါက်3ပေါက်ရှိပြီးတော့ဘယ်ဘက်ဆုံးမှရှိတဲ့အပေါက်တစ်ပေါက်ပဲပွင့်နေတာပါအဲ့ကြောင့်ရေနွေးငွေတွေကလည်းဘယ်ဘက်ဆုံးမှရှိတဲ့အပေါက်ထဲကနေပြီးတော့အောက်ထဲကိုဝင်သွားတယ်ပေါ့ဗျာအောက်ထဲမှာတော့ piston ရှိပြီးတော့အဲ့ဒီထွက်လာတဲ့ရေနွေးငွေတွေက piston ကိုနောက်ကနေတွန်းတဲ့အတွက် piston အရှေ့ဘက်ကိုရွေ့ရှားသွားပါတယ်အဲ့လိုရွေ့ရှားသွားတဲ့အခါမှာဘေးမှာဘာတွေဖြစ်သွားလဲဆိုတော့ကျွန်တော်စစ်ကြည့်အောင်ဗျအဲ့လို piston ရွေ့ရှားသွားတဲ့အတွက် piston နဲ့ချိတ်ထားတဲ့ flying wheel ကလည်းအရှေ့ဘက်ကိုလဲသွားတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီ piston ကပဲအပေါ်မှာရှိတဲ့အစိမ်းရောင်ဘားတန်းကိုဆွဲချပလိုက်ပါတယ်အဲ့ဒီအစိမ်းရောင်ဘားတန်းကဘယ်ဘက်မှာရှိတဲ့အပေါက်ကိုပိတ်လိုက်ပြီးတော့ညာဘက်ကအပေါက်ကိုဖွင့်ပေးလိုက်ပါတယ်ဘယ်ဘက်မှာရှိတဲ့အပေါက်ကတော့အလဲကအေသောပေါက်နဲ့တစ်စစ်တည်းဖြစ်သွားပါတယ်အဲ့လိုနဲ့ရေနွေးငွေတွေကညာဘက်မှာရှိတဲ့အပေါက်ထဲကိုဝင်သွားပြီးတော့အောက်ကဆလင်ဒါကနေပြီးတော့ညာဘက်ကနေတစ်ဖန်ပြန်ပြီးတော့တွန်းပါတယ်အဲ့လိုဆလင်ဒါနောက်ကိုဆုပ်သွားတဲ့အတွက် flying wheel လဲတာလည်းတစ်ပတ်ပြေးသွားပြီးတော့ခလုတ်ကိုလည်းရှေ့ဘက်ကိုပြန်တွန်းလိုက်ပါတယ်ဘယ်ဘက်ကအဝါရောင်ရေနွေးငွေအကျဉ်းကြံနေရတော့အေသောဘက်ကနေတစ်ဆင့်အပင်းဘက်ကိုဆွန့်ထုတ်ခြင်းခံလိုက်ရပါတယ်အဲ့လိုနဲ့ရေနွေးငွေတွေကဘယ်ဘက်ကနေတစ်ဖန်ပြန်ဝင်လာပြီးတော့ဆလင်ဒါကိုဘယ်ဘက်ကနေတစ်ဖန်ပြန်တွန်းပါတယ်အဲ့ဒါပြီးတော့ခလုတ်ပိတ်သွားတဲ့အတွက်ညာဘက်ကနေတစ်ဖန်ပြန်ဝင်လာပြီးတော့ညာဘက်ကနေပြန်တွန်းပါတယ်အဲ့လိုနဲ့ဘယ်ဘက်ကနေတွန်းလိုက်ညာဘက်ကလည်းတွန်းလိုက်နဲ့ flying wheel ကိုအစစ်မပြတ်လဲပတ်စေတာဖြစ်ပါတယ်အခုဆိုရင်တော့ဒီရေနွေးငွေ engine ကြီးဟာလူကထိန်းချုပ်စရာမလိုဘဲနဲ့သူ့ဘာသူ automatic အလုပ်လုပ်သွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဂုဏ်ယူပါရခင်ဗျာလူကြီးမရကဘာကြီးကိုပြောင်းလဲစေနိုင်ခဲ့တဲ့ရေနွေးငွေ engine ကိုတီထွင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်နောက်တစ်လားတော့နေလို့ရှိရင်လူကြီးမရဲ့အိမ်ကို Nobel ဆုရောက်လာပါလိမ့်မယ်ခင်ဗျာအခုလိုမျိုးဗီဒီယိုတစ်ပုဒ်ဖန်တီးဖို့အတွက်ကျွန်တော်အနေနဲ့ Blender software ထဲမှာတစ်ပတ်လောက်ချိန်ပေးပြီးတော့တည်တည်ချာလုပ်ပေးထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အကယ်၍ဒီဗီဒီယိုဟာလူချင်းမင်းတို့အတွက်ဘုသူတော်တစုံတရာရရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။